အားလုံးပဲမင်္ဂလာပါကကရဲ့ Tokyo Vlog 2လေးကနေပြင်လိုက်ကြိုဆိုလိုက်ပါတယ်ဒီ Vlog 2လေးမှာတော့ကပုံမှန်သူများတွေသွားနေကြနေရာလေးတွေထက်Google Map ကနေကိုရှာသွားခဲ့တဲ့နေရာလေးတွေကိုမျှဝေပေးမှာဖြစ်ပါတယ်တို့အိမ်ထဲမှာဒီအိန္ဒိယဆိုင်တွေတော်တော်ကောင်းနေပါတော့အမြဲတမ်းလာစားဖြစ်တဲ့စားပြီးရတဲ့တို့ရှင်ချူဘက်ကိုသွားပြီးတော့ night out လုပ်ခဲ့ပါတယ်နောက်နေ့မနက်မှာတော့တို့ branded တွေစီးအများကြီးချတဲ့ outlet ကိုသွားခဲ့တယ်နေရရင်ဖူလာဆိုတော့တို့ outlet ကလေးကိုတိကျတော့မပတ်ခဲ့ဘူးဒါပေမဲ့ဒီ outlet မှာရှိတဲ့ food court ကတော့တော်တော်စားလို့ကောင်းနေပါတော့ရောက်တာနဲ့တို့ dessert ကလေးစားတယ်ပြီးတော့ဂျပန်နေကြတဲ့မှာနာမည်ကြီးနေတဲ့အီဆာကာယာလေးကိုတောက်ခဲ့ပါတယ်ဂျပန် local product ကလေးကိုကြိုက်တာဆိုတော့ eBay ရှုကိုသွားပြီးတော့ဈေးဝယ်ထုတ်ခဲ့ပါတယ်ဒီနေ့လေးကတော့တို့ရဲ့နေပါကူလေးပါအိမ်ထဲမှာရှိတဲ့တူရကီစားလေးစားချင်တာဆိုတော့ဒီမှာလာစားဖြစ်ပါတယ်ဒီနေ့တော့တို့အိုတိုင်ပါဆိုတဲ့ beach လေးကိုသွားနေတာပဲဖြစ်ပါတယ်ဒီ beach လေးကတို့နေတဲ့ကိုတန်တာနဲ့ဆိုလို့ရှိရင်တနအီလောက်တော့ကြာတယ်ဒါပေမဲ့ဆက်ကြည့်ရန်လာတယ်ဒီနေ့တော့ရှိရ sky လေးကိုသွားမှာဖြစ်ပါတယ်တိုကျိုမှာတိုက်မြင့်နေအများကြီးရှိအောင်မဟုတ်တော့ဒီရှိဘူးရ sky ဟိုလာရင်တော့တိုကျိုမြို့ရဲ့အလားကိုတော်ဝါကြီးခံစားလို့ရမှာဖြစ်ပါတယ်သူက49တန်းမှာရှိရဖြစ်ပြီးတော့ဝင်ကြီးရလည်းဘတ်600 900လောက်ပဲရှိရဈေးမကြီးဘူးခုရောက်နေတဲ့နေရာလေးကတော့မဲကူရုမှာရှိတဲ့ယူရိုပုံစံဒီဇိုင်းပေါ်ထားတဲ့နေရာလေးဖြစ်ပါတယ်ဒီနေရာကိုဘယ်လိုခေါ်လဲတော့တေချာတော့မှတ်မိတော့ဘူးပေါ့နော်တာကိုယာကီဆိုင်လေးကိုသွားစားပါတယ်တို့ဂျပန် influencer တရားကို recommend ပေးတဲ့ပန်းချံ area လေးကိုသွားတာပေါ့နော်ဒါပေမဲ့အဲ့ပန်းချံကပိတ်ထားတယ်ပြီးတော့အိမ်နားမှာစားစရာလည်းဘာမှမရှိဘူးပေါ့နော်အဲ့နဲ့တို့အနီးနားမှာရှိတဲ့ဒီပန်းချံနောက်တစ်ခုကိုသွားခဲ့တယ်ပေါ့နော်အဲ့နေရာကသူ recommend ပေးတဲ့နေရာလေးဆိုရင်တော်တော်ဝေးတဲ့အတွက်တို့နေပူထဲမှာမိနစ်30လောက်လမ်းလျှောက်လိုက်ရပါတယ်တို့ Google Map ကနေရှာတည်သွားတဲ့ပန်းချံလေးရတော့TikTok မှာလည်းတိတ်မတွေ့ဘူးပေါ့နော်တော်တော်လေးလည်းလှတယ်တိုကျိုရောက်ရင်ဒီနေရာလေးကိုလာကြည့်စေချင်တယ်ပေါ့နော်ဘိုက်ကဆန်နေပြီဆိုတော့ရှိဘူးဘက်ကိုပြန်ပြီးတော့အရန်ကြိုက်တဲ့ဒီငါးနဲ့လုပ်ထားတဲ့ဆက်လေးကိုသွားစားပါတယ်မပြန်ခင်နောက်ဆုံးရက်လေးဖြစ်တဲ့အတွက်မိသားစုအတွက်လက်ဆောင်လေးတွေဝယ်တယ်ပြီးတော့ပြန်ဖို့အတွက်ဖြစ်စင်ပါတော့လေမိနစ်ကသွားခဲ့တဲ့ Tokyo Vlog လေးရတော့ဒီလောက်ပဲမို့လို့နောက် Vlog လေးမှာဆိုလို့ရှိရင်ဘယ်ခရီးပြီးသွားအောင်လဲဆိုတာဆက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးเนาะဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲတတ်